အခုတလောအရန်မဲ့ခေစားနေတဲ့လောက်ရတာအရန်လွယ်ကူပြီးအုံသီးနဲ့မှုံမွေးလေးနဲ့အရန်ပဲစားလို့ကောင်းတဲ့အုံစိမ့်ဂျယ်လီကြော်ကြော်လေးကိုရက်စာဒီနေ့လှူစားပြမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကိုရက်စာတို့ဒီဝဲလာတဲ့အုံသီးတွေကိုအုံရည်ထုတ်ပေးလိုက်ပါမယ်အုံသီးကဒီလိုဇွန်းချင်းအနေထားအုံသီးအနုနုလေးတွေရမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ကိုရက်စာကတော့ဒါအုံသီးနှလုံးထုတ်ထားတဲ့အုံရည်ဖြစ်ပါတယ်အုံးရည်တက်ထုတ်ပြီးသွားပြီဆိုရင်တော့ကိုရဆာတို့အုံးဒီဘက်ကလေးတွေရအောင်ချစ်ကလေးနဲ့ချစ်ပေးလိုက်ပါမယ်ပြီးရင်တော့ကိုရဆာတို့ဒါအုံးဒီဂျယ်လီချိုဖို့အတွက်ကြောက်ကြောမှုန်ပဲသုံးပါတယ်ကြောက်ကြောမှုန်25ဂရမ်တစ်ထုပ်သုံးပါတယ်တကြားကို15ချက်သားခန့်ထည့်ပါမယ်စားကိုလက်ဖက်သားစွန်းတစ်စုံခန့်ထည့်ပါမယ်ပြီးရင်တော့ဒီနေ့လေးတမသွားအောင်မွေပေးလိုက်ပါမယ်ကွက်စာတို့အမှုန့်တွေထည့်ပြီးဆိုရင်တော့အရေထည့်ပါမယ်အရေကိုတော့ကွက်စာတို့ဒီအုံးရေရဲ့ရေပေါင်းထားတာကို1လီတာခွဲခန့်ထည့်ပါမယ်1လီတာခွဲဆိုတော့ကွက်စာတို့ဒါရေတံဘူးနဲ့တဘူးရဲ့နောက်ထပ်တစ်ဝက်ဖြစ်ပါတယ်ထည့်ပြီးဆိုရင်တော့နည်းနည်းလေးတမတော့အောင်ဒါမွေပေးလိုက်ပါမယ်ပြီးရင်တော့ကွက်စာတို့ဒါမီးကိုအနေထားလေးနဲ့စပြီးတော့ကြိုပါမယ်ကြောက်ကြောကြိုတဲ့နေရာမှာဒီမှွေသားအသက်ဖြစ်လို့ဇက်တိုက်မှွေပေးနေရပါမယ်။ပရိုဆာတို့ကြိုထားတဲ့ကြောက်ကြောအရည်လေးပွက်လာပြီဆိုရင်တော့ချစ်ထားတဲ့အုံသီးလေးတွေထည့်ပေးပါမယ်။ပြီးရင်တော့အုံသီးနဲ့ကြောက်ကြောနဲ့တမတော့အောင်အနှဲငယ်ထပ်မှွေပေးလိုက်ပါမယ်။ဒီပေါ်မှာနည်းနည်းအမြုပ်ကလေးတွေထားတာရှိရင်ဖယ်ပေးလိုက်ပါမယ်။ပရိုဆာတို့ဒီကြောက်ကြောရေပွက်ပြီးလို့နောက်ထပ်5မိနစ်ကြာပြီဆိုရင်တော့ဒီကြောက်ကြောခဲမခဲကိုစမ်းကြည့်ပါမယ်ကြောက်ကြောကြိုထားတဲ့အရည်တွေကနည်းနည်းလေးယူလိုက်ပါမယ်ဒီလိုမျိုးလေးခဲသွားပြီဆိုရင်တော့ဒါကြောက်ကြောကိုအေးခံဖို့အဆင်သင့်ဖြစ်ပါပြီကြောက်ကြောခဲဖို့အတွက်ကိုရက်စာကတော့ဒါအုံသီးကွန်လေးတွေကိုပဲပြန်သုံးထားပါတယ်ဒီအုံသီးကွန်တွေကိုဒီကြောက်ကြောကြိုထားတဲ့အရည်ထည့်ပါမယ်အုံသီးဖက်နဲ့အုံသီးအရည်နဲ့မျှအောင်တေချာလေးထည့်ပေးပါမယ်ပြီးရင်တော့ဒီကြောက်ကြောသားလေးအေးသွားတဲ့အထိအေးခံပေးလိုက်ပါမယ်။ကဲဒါကတော့အေးခံပြီးရရှိလာတဲ့အုံသီးဂျယ်လီကြောက်ကြောအနေထားလေးဖြစ်ပါတယ်။ကဲခုဆိုရင်တော့အုံသီးနဲ့မှုံမွေးလေးနဲ့အရန်ပဲစားလို့ကောင်းတဲ့အုံသီးဂျယ်လီကြောက်ကြောလေးရရှိလာပြီဖြစ်ပါတယ်။ကွဲစာတို့ဒီအုံသီးဂျယ်လီကြောက်ကြောကိုအိမ်မှာပဲကိုဟန်ကိုလွတ်စားတဲ့အတွက်တန်ရှင်းလေးနဲ့စားရပြီးအများကြီးလဲပိုစားရပါတယ်။ဂရက်ဆာရဲ့ဘလော့လေးကိုကြည့်ရှုပြီးတော့ဒီအုံစိမ့်ဂျယ်လီကြောက်ကြောလေးလိုက်လို့စားနိုင်မယ်လို့ပြောနေပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့အများကြီးကျေးဇူးတင်ပါတယ်